ကျမတို့ဒီနေ့မှာတော့exercise ပေါ့နော် workout exercise တွေမလုပ်ခင်နဲ့လုပ်ပြီးမှဘယ်လိုမျိုးနေထိုင်စားသောက်ရမလဲဆိုတာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် exercise မလုပ်ခင်ပေါ့နော်နာရီဝက်တစ်နာရီလောက်တွင်းမှာဆိုလို့ရှိရင်တော့ကျမတို့၃မျိုးစားသောက်တင်တယ်ပေါ့နော် exercise လုပ်နေစဉ်အတွင်း energy အပြည့်အဝရှိနေအောင်ဆိုလို့ရှိရင်တော့ carbohydrate ကျွဲဝတဲ့အစားအသောက်လေးတွေကိုစားသုံးထားတင်ပါတယ်ဥပမာအဖြစ် banana အုတ်ဂျုံဂျုံချမ်းပေါင်မုတ်စတဲ့အစားအသောက်တွေကိုစားသုံးလို့ရပါတယ်ဒုတိယတစ်ချက်ကတော့ exercise လုပ်နေစဉ်အတွင်းmuscle တွေရဲ့ performance ကောင်းအောင်ပေါ့နော် protein ကျွဲဝတဲ့အစားအသောက်လေးတွေကိုစားသုံးလို့ရပါတယ်ဥပမာအဖြစ်ဒီ yogurt ပေါ့နော်ဒိန်ဂျင်စားသုံးတာမျိုးတွေ protein ကျွဲဝတဲ့ဥတွေစားသုံးတာမျိုးတွေနောက်တစ်ခုကတော့ shake protein shake တွေတောက်တာမျိုးတွေပြုလုပ်လို့ရပါတယ်နံပါတ်3ချက်ကတော့ exercise လုပ်နေစဉ်အတွင်းပေါ့နော် muscle cramps တွေ muscle fatigue တွေမဖြစ်ရအောင်ရေဓာတ်အလုံးလောက်တောက်သုံးထားဖို့လည်းလိုအပ်ပါတယ်ဒီတစ်ပိုင်းမှာတော့ post workout စားတောက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ workout exercise ပြုလုပ်ပြီးတော့နိုင်ဝက်တစ်နာရီအတွင်းမှာဆိုလို့ရှိရင်ခုန workout ပြုလုပ်နေစဉ်အတွင်း muscle ဆုံးရှုံးမှုလေးတွေဖြစ်သွားနိုင်တယ်အဲ့တော့ muscle repair လေးတွေပြန်လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ protein ကျွဲဝတဲ့အစားအသောက်လေးတွေကိုစားသုံးပေးလို့ရတယ်ဥပမာအဖြစ်အသားငါprotein shake စားတဲ့ဟာလေးတွေစားသုံးပေးလို့ရတယ်ဒုတိယတစ်ချက်ကတော့ခုန workout အတွင်းမှာဒီ energy တွေဆုံးရှုံးသွားတယ် energy loss ဖြစ်သွားတော့ energy ပြန်ပြည့်အောင်ဆိုရှင်တော့ကကြီးတက်ကျွဲဝတဲ့အစားအသောက်လေးတွေစားသုံးပေးလို့ရပါတယ်ဥပမာအဖြစ်ဆန်လုံးညိုတို့နောက်ကစွန်းဥတို့เนาะအဲ့လိုလေးတွေစားသုံးပေးလို့ရပါတယ်နံပါတ်3ချက်ကတော့ခုန workout လုပ်နေစဉ်အတွင်းမှာရေဓာတ်တွေအများကြီးဆုံးရှုံးထားတယ်အဲ့တော့ရေဓာတ်ပြန်ဖြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ရေအများများပြန်တောက်လို့ရတယ်နောက် electrolyte ပါတဲ့ဒီအားဖြည့်တဲ့အချိုရည်လေးတွေပေါ့နော်ပြန်တောက်ပြီးလို့လည်းရပါတယ်နောက် bonus tip အနေနဲ့ဆိုလို့ရှိရင်တော့ဒီ post workout ပဲဖြစ်ဖြစ် pre workout ပဲဖြစ်ဖြစ်ပေါ့တောက်လျှောက်မှာဒီ balance ဖြစ်တဲ့မီးတွေကိုစားသုံးခြင်းအပြင်long term ဒီ workout အစီအစဉ်ကိုအောင်မြင်စေနိုင်ပါတယ်